ကောင်းပြပါဒီမှာဆိုရင်ကြာရုပ်ရှင်းရုပ်ကြာရုပ်ဝက်ဝင်နဲ့မျိုးစားများစွာနဲ့ကွာအစုလိုက်အပြုတ်လိုက်တွတ်တင်တော့မိလုံးများပါရှိရဲ့အတွက်တာတာမီလို့ကြက်မီးတွေပဲဖြစ်ပါတယ်နေရုံများမှာဆိုလို့ရှိရင်ရှားပါတဲ့ရုပ်များကိုထိုးထားတဲ့အတွက်လာရောက်ကြည့်ရှုအပိဒီကြောင့်ပြပများကိုကြောက်ကြပါလေအခုလွတ်တင်တော့မှပြီးရတော့ဦးတိုးတက်ထုံးဟောင်းဆောင်တဲ့ဝေကပြီးဖြစ်ပါလေဝေကမီးရတော့ကျောင်းကြီးစုရဘက်ကိုကိုစားလို့ပြီးလွတ်တင်မှာဖြစ်ပါလေဒီမီးကိုပြိတ္တများကတိုက်နေတဲ့ဆိုရင်အမှတ်ပေးမယ်ဆိုရင် SMS number 9711 voting number MG 25070 MPT ဖုန်းနဲ့အမှတ်ပေးရမှာဖြစ်ပါတယ်အမှတ်ပေးရမှာတော့28ရက်နေ့နနက်9:00နာရီနောက်ဆုံးထားပြီးအမှတ်ပေးရမှာဖြစ်ပါတယ်ဝေကမီးဟာမိုင်လည်းပြည့်နေပြီတင်ကျိုးလည်းတင်းနေပြီဆိုတဲ့အခါကျတော့ရမ်းကိုအလွယ်တကူချိတ်ဆွဲတော့မဲ့ဒဏ်ဖြစ်ပါတယ်ဒါကြောင့်မို့ဝေကမီးရဲ့လှပသောမီးရှူမီးပန်းများကိုပြိတ္တများနေနဲ့နောက်ဆုံးပိတ်အိတ်လက်လွယ်တဲ့ကြည့်ရှုခံစားကြပါခင်ဗျာဝေကမီးတက်ပါပြီခင်ဗျာဝေကမီးကိုကြိုက်တယ်ဆိုလို့ရှိရင် SMS number 9711 MG 25070မီးရှူမီးပန်းကတော့ဗျာဒီရောလုံးကျုပ်တိမ်ကို10လုံးရထက်လာလားမသိပါဘူးဗျာအများကြီးပါမီးရှူမီးပန်းတွေကလည်းများအတိုင်ကလည်းလှအော်ဒီမီးကကွင်းလုံးပြည့်လာမင်းကြီးနဲ့ပြန်လင်းထိန်နေတော့ဝေကမီးပါခင်ဗျာဒီဆရာကစနေကဒီလုံးနာမည်ကဗုဒ္ဓဟူနာစနေနဲ့ဗုဒ္ဓဟူပေါင်းမှတော့အယူတော်ထမင်းမမှဘူးဆိုတော့ဝေကမီးအောင်ပြီပေါ့ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်လေကျွန်တော်တို့လူကြီးဆက်နောက်ဆုံးပိတ်အိတ်နဲ့လေတော့ဝေကမီးပါခင်ဗျာဝေကမီးကိုကြိုက်တယ်ဆိုရင်တော့ SMS number 9711